တိတော်မှာကိုကသူများနဲ့သွားမှတ်ထားတဲ့ comment တွေကိုပြန်ဖြတ်ရှင်တယ်။ဒါပေမဲ့ comment ထားတဲ့ comment တွေကိုပြန်ချတဲ့အခါမှာမတွေ့တော့ဘူး။ဘယ်လိုမျိုးပြန်ဖြတ်ရမလဲမသိဘူးဖြစ်နေတယ်ဆိုရင်ဒီဗီဒီယိုလေးကိုစောင့်လိုက်ကြည့်ပေးပါ။ comment ထားတဲ့ comment တွေက policy ကိုထိခိုက်စေတဲ့ comment မျိုးတွေဆိုရင်တော့ comment ဘန်းခံတာမျိုးဖြစ်နိုင်ပါတယ်။ comment ထားတဲ့ comment တွေက policy ကိုမထိခိုက်ဘူးဆိုရင်တော့သိပြီးတော့ပြဿနာမရှိပါဘူး။ Okay ဒါဆိုရင်ဘယ်လိုမျိုးပြန်ဖြတ်ရမလဲဆိုတာကိုဗီဒီယိုလေးကိုစောင့်လိုက်ကြည့်ပေးပါ။ကျွန်တော်ဗီဒီယိုလေးကမိတ်ဆွေတို့တဲ့အကျိုးရှိစေမယ်လို့မျှော်လင့်ပါတယ်။ကျွန်တော်ရဲ့ account လေးကိုလည်း follow လေးလုပ်ပေးကြပါခင်ဗျ။ Okay ဒါဆိုရင်ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်။ကိုရဲ့ဒီတော့ account ထဲရောက်ပြီဆိုတော့ပေါ်စောမြင်းသုံးချောင်းလို့နှိပ်လိုက်ပါ။ဒီနေရာရောက်ပြီဆိုလို့ရှိရင် setting and privacy လို့နှိပ်လိုက်ပါ။ setting and privacy တော့ဝင်ပြီးသွားရင် edit center ဆိုတာလို့ရှာလိုက်ပါ။ဒီနေရာမှာကိုကသူများတဲ့သွားမှတ်ထားတဲ့ comment တွေကိုပြန်ဖြတ်ချင်တာဖြစ်တဲ့အတွက် comment history ဆိုတဲ့ထဲကိုဝင်လိုက်ပါဒီနေရာမှာကိုလာမှတ်ထားတဲ့ comment တွေရောကိုကသူများတဲ့သွားမှတ်ထားတဲ့ comment တွေရောအကုန်လုံးမြင်ရပါတယ်ခင်ဗျ comment ထားတဲ့ comment တွေကိုကိုပြချင်တဲ့ comment တွေကိုပြန်ချလိုက်ပါကျွန်တော်တခုပြပါမယ် comment ထားတဲ့ comment ကိုနှိပ်လိုက်ပါโอเคဒါမျိုးဆိုရင်တော့ comment ထားတဲ့ comment တွေကိုပြတ်သွားပါပြီဒါကတော့သူများတဲ့သွားမှတ်ထားတဲ့ comment တွေကိုပြန်ဖြတ်တဲ့နည်းလေးပါသူများကိုလာမှတ်ထားတဲ့ comment တွေတော့ကိုယ့်ဘက်ကပြန်ဖြတ်လို့မရပါဘူးသူများဘက်ကပြန်ဖြတ်ပြီးမှရမှာပါโอเคဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ဗီဒီယိုလေးကမိတ်ဆွေတို့တဲ့ကြိုးရှိတဲ့ဗီဒီယိုလေးဆိုရင်ကျွန်တော်အကောင့်လေးကိုလည်း follow လေးလုပ်ပေးကြပါဦးခင်ဗျနောက်ဗီဒီယိုမှာပြန်ဆောင်ကြပါမယ်